ဘာကြီးတော်မီဒီယာလက်ထက်မှာမြန်မာနိုင်ငံရဲ့တမိုင်းစင်လာကိုလုံးဝပြောင်းလဲစေခဲ့တဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ1826ကိုစတင်ခဲ့ပါတယ်တာရီမင်းကြီးနန်းတက်ပြီးတဲ့အခါမှာနန်းမတော်မင်းနုနဲ့စလီမင်းသားမောင်အိုတို့ကိုအပြည့်အလျောက်စီရင်ခဲ့ပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာတမိုင်းရဲ့အရေးပါတဲ့ကာလတစ်ခုဖြစ်တဲ့ကုန်းအောင်မင်းဆက်ရဲ့တတမမြောက်ဘရင်တမိုင်းမှာဘာကြီးတော်မင်းတရားလို့ထင်ရှားတဲ့စကိုင်းမင်းကြီးအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဘာကြီးတော်ဟာခရစ်နှစ်1819ခုနှစ်ကနေ1838ခုနှစ်မြန်မာတက္ကသိုလ်1180ခုနှစ်ကနေ1199ခုနှစ်ထိနန်းဆန်ခဲ့ရတဲ့သူပဲဖြစ်ပါတယ်သူရဲ့18နှစ်နန်းဆန်တဲ့ကာလမှာတိုင်းပြည်အတွက်ကောင်းကျိုးများစွာဆောင်ရွက်ခဲ့ပေမဲ့ကတိကိုလိုနီနယ်ချဲမှုနဲ့ရင်ဆိုင်ခဲ့ရတဲ့ပထမဆုံးအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားခဲ့ရတဲ့မြန်မာတမိုင်းမှာအလှည့်ပြောင်းတစ်ခုကိုဖန်တီးခဲ့တဲ့ဘရင်တစ်ပါးလည်းဖြစ်ပါတယ်။ဘာကြီးတော်ဟာသူ့ရဲ့ငယ်ဘဝနန်းတက်ပုံပြည်တွင်ပြုပြင်ပြောင်းလဲမှုတွေနဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းစစ်ပွဲအကျိုးဆက်နန်းတွင်အရေးခင်းများနဲ့ဘဝနီးကုန်းထိစိတ်ဝင်စားဖွယ်ရာအဖြစ်အပျက်တွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ဒီနေ့ဒီဗီဒီယိုမှာတော့အဲ့ဒီအကြောင်းအရာတွေကိုနားဆင်ကြည့်ရမှာပဲဖြစ်ပါတယ်။ဘာကြီးတော်မင်းတရားကိုမြန်မာတက္ကသိုလ်1146ခုနှစ်ဝါကောင်လဆန်း6ရက်နေ့တောက်ကြနေ့ဒါကခရစ်နှစ်ဇူလိုင်လ26ရက်နေ့1984ခုနှစ်မှာဖွားမြင်ခဲ့တာပဲဖြစ်ပါတယ်သူ့ရဲ့ငယ်နမီကတော့မောင်စိန်ဖြစ်ပါတယ်သူဟာကုန်းမောင်ခေရဲ့တကိုးအကြီးဆုံးဘရင်တစ်ပါးဖြစ်ခဲ့တဲ့ဘိုးတော်ဖရာပတော်မင်းရဲ့မြေးတော်ဖြစ်ပြီးတော့ဘိုးတော်ရဲ့သားတော်ကြီးဖြစ်တဲ့အိမ်ရှိတတိုးမင်းစောရဲ့သားတော်ကြီးလည်းဖြစ်ပါတယ်မောင်စိန်ကိုဘိုးတော်မင်းတရားကြီးကအရင်ချစ်မြတ်နိုးတာကြောင့်မွေးဖွားပြီးကြတဲ့ကစကိုင်းမြို့ကိုစားစီခဲ့ပါတယ်ဒါကြောင့်နောက်အခါမှာစကိုင်းမင်းလို့ခေါ်တွင်ခဲ့တာလည်းဖြစ်ပါတယ်သူ့ရဲ့ဘွဲဂုံထူးတော်တွေကိုကြည့်မယ်ဆိုရင်စကိုင်းမင်းစကိုင်းမြို့ကိုစားရတာကြောင့်စကိုင်းမင်းလို့ခေါ်တွင်ခဲ့တာပဲဖြစ်ပါတယ်ညီတော်တာယာဝတီမင်းရဲ့နောင်တော်ဖြစ်တာကြောင့်နောင်တော်ကြီးမင်းလို့လည်းခေါ်ကြပါတယ်အင်းဝမြို့ကိုပြန်လဲတီထောင်ခဲ့တာကြောင့်လည်းရတနာပူရအင်းဝစနုထမြို့တည်တဲ့မင်းတရားလို့လည်းခေါ်ဆိုကြပါတယ်နန်းတော်မှာလည်းဖန်နေနဲ့တိဆောက်ထားတာကြောင့်ဖန်နန်းရှင်လို့လည်းခေါ်ဆိုကြပါတယ်နန်းသက်18နှစ်အတွင်းစင်ဖြူများကိုစက်တခံရလို့လည်းစင်ဖြူများရှင်လို့လည်းခေါ်ကြပါတယ်ပကံမင်းနဲ့မင်းုံမင်းတို့ရဲ့ဘာကြီးတော်လို့လည်းထင်ရှားခဲ့ပါတယ်1180ပြည့်နှစ်မှာခမည်းတော်အင်ရှိဆန်နတ်ရွာဆန်တဲ့အခါမှာဘိုးတော်မင်းတရားကြီးကစကိုင်းမင်းသားကိုအင်ရှိအရာအနှင်းပေးခဲ့ပါတယ်အဲ့ဒီနောက်မှာမြန်မာတက္ကသိုလ်1180ခုနှစ်နေုံလာဆန်း73ရက်နေ့မှာတော့ဘိုးတော်မင်းတရားကြီးနတ်ရွာဆန်ခဲ့ပြီး2ရက်အကြာနေုံလာဆန်း15ရက်နေ့မှာစကိုင်းမင်းဟာထီးနှံစည်းစိမ်ကိုဆက်ခံပြီးဗိသိက်ခံယူခဲ့ပါတယ်နန်းတက်ဘွဲအမည်ကတော့အလွန်ခန့်ကြတဲ့တီရီတိဘွားနာတိတွပဝါယပန္တိတမဟာဓမ္မရာသာတိရာသာဖြစ်ပါတယ်မိဖုရားကောင်းကြီးအဖြစ်နန်းတက်လာတဲ့သူကတော့တမိုင်းမှာအငင်းပွားဖို့ရာကဏ္ဍတွေနဲ့ပါဝင်ခဲ့တဲ့နန်းမတော်မင်းတို့ပဲဖြစ်ပါတယ်နန်းမတော်မင်းတို့အကြောင်းကိုလည်းဗီဒီယိုတစ်ပုဒ်လုပ်ပြီးတော့ရှေ့မှာတင်ထားခဲ့ပြီးသားဖြစ်ပါတယ်အင်ရှိဆန်ဘွားမှာပထမဆုံးမိဖုရားစင်ဖြူရှင်မဲ့ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာမင်းတို့ကိုအင်ရှိမိဖုရားမြောက်ခဲ့ပြီးတော့နန်းတက်လာတဲ့အခါမှာမိဖုရားခေါင်းကြီးအဖြစ်တင်မြောက်ခဲ့တာလည်းဖြစ်ပါတယ်ဘာကြီးတော်ဟာနန်းတက်ပြီးတဲ့နောက်1184ခုနှစ်ခရစ်နှစ်1823ခုနှစ်မှာမြို့တော်အမရပူရမှာစီးရေးအရာပုံမသိတော်တဲ့အမရပူရအင်းဝနေပြည်တော်ကြီးကိုအသစ်ပြုပြင်တည်ထောင်ပြီးပြောင်းရွှေ့စံမြန်းတော်မူခဲ့ပါတယ်ဒါဟာသူ့ရဲ့နန်းဆန်သက်18နှစ်ရဲ့ပထမဆုံးပြည်တွင်းရေးအပြောင်းလဲလေးဖြစ်ခဲ့ပါတယ်ဘာကြီးတော်မင်းတရားဟာနန်းတက်ပြီးတဲ့နောက်ပြည်သူတွေရဲ့စင်းရဲနွမ်းပါမှုကိုသိမြင်တဲ့အတွက်တိုင်းပြည်အုပ်ချုပ်ရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကိုအလေးထားဆောင်ရွက်ခဲ့ပါတယ်တိုင်းသူပြည်သားတို့စင်းရဲလှတာကိုသိတဲ့အတွက်10ဘုတ်တဖို့အခွန်တော်ကို3နှစ်တိုင်တိုင်လူငင်းခွင့်ပြုခဲ့ပါတယ်အောက်ပြည်အောက်ရွာမှာကောက်ခံနေတဲ့ကင်းယုံကင်းနိုင်များနဲ့အကောက်စားခြင်းကိုဖျက်သိမ်းစေခဲ့ပါတယ်ရာဇဝဲမှုကင်းစင်ဖို့အတွက်မြို့ထွက်မြို့ဝင်စစ်ဆေးတဲ့ကင်းဂိတ်တွေကိုသာထားရှိခဲ့ပါတယ်ဘာကြီးတော်မင်းတရားဟာယတနာ3ပါးကိုအလွန်ယုံကြည်မျက်နှိုးပြီးတော့သာသနာတော်ထွန်းကားပြန့်ပွားစေဖို့အတွက်လည်းကောင်းမှုတွေကိုပြုလုပ်ခဲ့ပါတယ်တုတ်တန်ဝိနည်းအဘိဓမ္မာပိဋကတ်တော်တွေကိုအစုံများစွာကူးစေပြီးတော့ဆရာတော်ကြီးများနဲ့တိုင်ပင်ပြီးပိဋကတ်တော်တွေကိုတီးဖြတ်စေခဲ့ပါတယ်အဲ့ဒီဆရာတော်ကြီးတွေကိုလည်းတင့်လျော်တဲ့ဘွဲ့တစိတ်တော်တွေကိုစက္ကန့်လူတန်းခဲ့ပါတယ်မင်းကွန်းစကိုင်းအမရပူရမန္တလေးတောင်စတဲ့နေရာတွေမှာကုသိုလ်တော်ဇေဒီပထိုးကျောင်းတန်များစွာကိုတည်ထားခဲ့ပါတယ်ထင်ရှားတဲ့ကောင်းမှုတော်တွေကတော့အမရပူရမဟာတကြယံသည်ကြောက်ဖြူရုပ်ပွားတော်မဟာအောင်မြေဘုံသားကျောင်းတော်ကြီးမဟာဝိဇယံသည်ဇေဒီတော်ကြီးတို့ဖြစ်ပါတယ်အိန္ဒိယနိုင်ငံ
မီစီမဒေတာမှာရှိတဲ့မဟာဘောရီပင်ကိုလည်းအလူတော်များကိုကြောက်စာနဲ့တကွဆေလွတ်လူတန်းခဲ့ပါတယ်။ဘာကြီးတော်မင်းတရားလက်ထက်မှာမြမသမိုင်းအတွက်အရေးပါဆုံးမှတ်တမ်းတစ်ခုကိုပြုစုခဲ့ပါတယ်။ယဟန်ပညာရှိလူပညာရှိတွေကိုညှိနှိုင်းတိုင်ပင်ပြီးဇာဆိုရင်တော်တဆောင်ကိုလည်းပြုစုစေခဲ့ပါတယ်။မောင်တော်ဆရာတော်လူထွက်အမတ်ကြီးမဟာဓမ္မသက်ကြကြီးမှုပြီးမြမတက္ကရာ1190ခုနှစ်မှာစတင်ကျမ်းပြုခဲ့ပါတယ်။ဒီရာဇဝင်ကြီးကိုမှန်တမ်းတော်ဦးမှာရေးသားပြုစုခဲ့တဲ့အတွက်မှန်တမ်းရာဇဝင်ကြီးလို့ခေါ်တွင်ခဲ့ပါတယ်။ဒီလိုပြည်တွင်းတိုးတက်ရေးနဲ့သာသနာရေးလုပ်ငန်းအတွက်ဆန်းဆန်းတမန်ဆောင်ရွက်နေချိန်မှာပဲမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နယ်နိမိတ်တွေကိုချိန်ချောက်လာတဲ့ပြည်ပအရေးကိစ္စတွေပေါ်ပေါက်လာခဲ့ပါတယ်။အဲ့ဒါကတော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲဖြစ်ပွားရတဲ့အကြောင်းရင်းတွေပဲဖြစ်ပါတယ်။ဘာကြီးတော်မင်းတရားလက်ထက်မှာမြန်မာနိုင်ငံရဲ့တမိုင်းအစဉ်လာကိုလုံးဝပြောင်းလဲစေခဲ့တဲ့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲ1826ကိုစတင်ခဲ့ပါတယ်။ဒီစစ်ပွဲဟာနှစ်ပေါင်း1000ကျော်မြန်မာမင်းရဲ့အချုပ်အခြာအာဏာကိုစိန်ခေါ်ခဲ့တဲ့ပထမဆုံးစစ်ပွဲကြီးတစ်ပွဲလည်းဖြစ်ခဲ့ပါတယ်။အဲ့ဒီအကြောင်းအရာတွေအသေးစိတ်ကိုတော့ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအကြောင်းတင်ထားပြီးသားဖြစ်ပါတယ်။ဘာကြီးတော်နန်းတက်တဲ့အခါမှာမကြိုးမလွန်ဖြစ်နေတဲ့မဏိပူရကသဲစော်ဘွားမဟာရှင်ရွာစာကိုညီတော်ဒွါရဝတီမင်းသားနဲ့မဟာဗန္ဓုလဦးဆောင်တဲ့တပ်တွေကချီတက်သိမ်းပိုက်ခဲ့ပါတယ်။မဟာရှင်ရွာသားဟာအင်္ဂလိပ်ဩဇာခံကချာနယ်တဲ့ကိုထွက်ပြေးခိုလုံခဲ့ရကနေမြန်မာနယ်အင်္ဂလိပ်တို့နယ်နိမိတ်ရေးအရာမသိမမြတ်ဖြစ်လာခဲ့ပါတယ်။မြန်မာမင်းဟာထောင်ထားချားနာဖို့ကြံစီတဲ့စနယူကရရှင်ကိုလည်းမဟာဗန္ဓုလဦးဆောင်တဲ့တပ်တွေကနှိမ်နင်းခဲ့ရမှာစော်ဘွားတွေဟာအင်္ဂလိပ်ပိုင်နယ်ထဲကိုထွက်ပြေးခိုလုံခဲ့ပါတယ်။မြန်မာတက္ကရာ1185ခုနဲ့1824ခုနှစ်မှာနမြဝမှာရှိတဲ့ရှင်မဖြူကျွန်းကိုအင်္ဂလိပ်တပ်တွေကလာရောက်ပြီးအလံဆိုက်ကတက်တီဖို့အတွက်ကြိုးစားတဲ့အခါမှာမြန်မာတပ်တွေနဲ့အချင်းများပြစ်ခတ်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပါတယ်။ဒီလိုနယ်စပ်ဒေသတွေမှာအင်္ဂလိပ်မြန်မာတို့မကြာခဏပဋိပက္ခတွေဖြစ်ပွားပြီးတဲ့နောက်မှာ1185ခုနှစ်တပေါင်းလခရစ်နှစ်မတ်လ9ရက်နေ့1824ခုနှစ်မှာအိန္ဒိယဘုရင်ခံချုပ်လော်အိမက်ကအင်္ဂလိပ်နဲ့မြန်မာတို့စစ်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။မြန်မာတို့ဘက်ကစစ်သူကြီးမဟာဗန္ဓုလကိုရခိုင်ပြည်ဘက်ကိုစစ်ကြောင်းတစ်ကြောင်းစစ်သူကြီးသရိုးတုဒ္ဓမမဟာတတ်တော်ရှိကိုလည်းအာသမဏိပူရဘက်ကိုစစ်တကြောင်းချီတက်စေခဲ့ပါတယ်။မဟာဗန္ဓုလဦးဆောင်တဲ့မြန်မာတပ်တွေဟာအင်္ဂလိပ်တပ်တွေကိုပန်းဝါတိုက်ပွဲမှာအရေးတာခဲ့ပါတယ်။မဟာဗန္ဓုလတပ်တွေရှေ့ကိုမချီတက်သေးပဲနားနေတော့မှပဲအင်္ဂလိပ်ရေတပ်ကြီးကရေချောင်းကနေတဆင်ရန်ကုန်ကိုချီတက်လာပြီးပင်လယ်မှာအမြောက်စိန်မြောင်းတွေနဲ့ပစ်ခတ်ပြီးတော့ရန်ကုန်မြို့ကိုသိမ်းပိုက်လိုက်ပါတယ်။ဒီအခြေအနေတွေကြောင့်မဟာဗန္ဓုလဟာရန်ကုန်ကိုပြန်လည်သိမ်းပိုက်ဖို့အတွက်တနုဖြူကိုစုခွာပြီးတက်ဆွဲခဲ့ရပါတယ်။မြန်မာတပ်တွေကတိုက်ခိုက်ရေးစွမ်းရည်ရှိပြီးစေရေးကျွမ်းကျင်ပေမဲ့ခင်မိလက်နက်အင်အားတာတဲ့အင်္ဂလိပ်တပ်တွေရဲ့လက်နက်တွေကြောင့်အထိရှအကြအဆုံများခဲ့ရပါတယ်။ဝမ်းနဲ့ကြအကောင်းဆုံးအဖြစ်အပျက်ကတော့မြန်မာကုံရောင်ပြောင်စစ်သူကြီးမဟာဗန္ဓုလဟာမြန်မာတက္ကရာ1186ခုနှစ်မှာဒနုဖြူခန်းတပ်မှာအင်္ဂလိပ်တွေရဲ့ဘုံတန်တင်ပြီးတော့ကြာဆုံးခဲ့ရခြင်းပဲဖြစ်ပါတယ်။ဗန္ဓုလကြာဆုံးပြီးတဲ့နောက်မှာမြန်မာတပ်တွေဟာပို့ပြီးတော့ကစင်ကလေးဖြစ်ခဲ့ရပါတယ်။အင်္ဂလိပ်တွေကအရေးတာလာပေမဲ့လည်းပြည်သူလူထုကိုအုပ်ချုပ်ဖို့မလွယ်တာကြောင့်စစ်ပြေငိမ့်ဖို့ကမ်းလှမ်းခဲ့ပါတယ်။ဘာကြီးတော်မင်းတရားကပထမအချိန်ညင်းပယ်ခဲ့ပေမဲ့လည်းနောက်ပိုင်းမှာတော့အခြေအနေအရလက်ခံခဲ့ရပါတယ်။အင်္ဂလိပ်မြန်မာစစ်ပွဲပြီးတဲ့နောက်မှာတော့ငင်းချန်ခရိုင်တွင်းကရနဘူရွာမှာချုပ်ဆိုတဲ့ရနဘူစာချုပ်နဲ့အဆုံးသတ်ခဲ့ရပါတယ်။ဒီရနဘူစာချုပ်ကြောင့်မြန်မာနိုင်ငံရဲ့အကျယ်ဝန်းဟာတိတိတတ်တာရွရွသွားပြီးတော့ကုန်းမောင်ခေတ်ရဲ့ပထမဆုံးသောကြီးမားတဲ့နယ်မြေဆုံးရှုံးမှုကိုကြုံခဲ့ရပါတယ်။ဒီစစ်ပွဲအပြီးမှာဘာကြီးတော်မင်းတရားဟာစိတ်ကြဝေဒနာကိုစတင်ခံစားလာခဲ့ရတယ်လို့ဆိုထားကြပါတယ်။ပထမအင်္ဂလိပ်မြန်မာစစ်ပွဲရဲ့အကျိုးဆက်တွေကြောင့်ဘာကြီးတော်မင်းတရားဟာကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေစတင်လာခဲ့ပါတယ်။ဒီအချိန်ကစပြီးတော့နန်းတွင်းရေးရတွေကိုမိဘရဲ့ခေါင်းကြီးနမတော်မင်းတို့နဲ့သူ့ရဲ့အကိုဖြစ်သူဆလင်းမျိုးစားမင်းသားမောင်ဦးတို့ကလွှမ်းမိုးချေလေလာခဲ့ပါတယ်။သူတို့နှစ်ဦးမှာနန်းတွင်းမှာပြိုင်ဘက်လိုယူဆရတဲ့ဩဇာတိတ်ကမကြီးတဲ့သူတွေကိုလက်ဦးမှုယူပြီးတော့ပုံမြတ်ဖယ်ရှားခဲ့တယ်လို့တမိုင်းမှတ်တမ်းတွေမှာဖော်ပြထားပါတယ်။ဒီလိုလှုပ်ဆောင်မှုတွေဟာမင်းတရားကြီးရဲ့ညီတော်ဖြစ်တဲ့တာယာဝတီမင်းသားအပေါ်မှာအယုံကြည်ကင်းမဲ့မှုတွေဖြစ်ပေါ်စေခဲ့ပြီးတော့တာယာဝတီမင်းအပေါ်မဟုတ်မမှန်ဆွဆွဲပြီးအပြစ်ရှာဖို့ကြိုးပမ်းလာခဲ့ပါတယ်။နောက်တော့အားသစ္စာရှိစွာအမှုထမ်းခဲ့ပါလျက်နဲ့မိမိဘောကောက်ကျစ်စွာကြံစီမှုတွေကိုတာယာဝတီမင်းသိရှိလာတဲ့အခါမှာတော့ဝမ်းနဲ့နာကြီးခဲ့ရပါတယ်။မြန်မာတက္ကရာ1198ခုနှစ်မှာတာယာဝတီမင်းဟာနောက်လိုက်နောက်ပါတွေနဲ့အတူမြို့တော်ကနေထွက်ခွာပြီးတော့ရွှေဘိုကိုရောက်ရှိပုံကန်ချားနာလိုက်ပါတော့တယ်။ဒီအချိန်မှာအင်းဝါမှာရှိတဲ့အင်္ဂလိပ်ကိုယ်စားလှယ်မဲဆယ်ဘော်ရနီဟာပရိပက္ခကိုဖြေရှင်းပေးဖို့ရွှေဘိုအထိလိုက်သွားခဲ့ပေမဲ့အရေးမရခဲ့ပါဘူး။နောက်ဆုံးမှာတော့ဆရာတော်ကြီးတွေကဝင်ရောက်ဖန်ပြီးစစ်ဆက်ပေးခဲ့ရပါတယ်။မြန်မာတက္ကရာ1199ခုနှစ်မှာညီတော်တာယာဝတီမင်းရဲ့အလိုတော်ပြည့်ခဲ့ပါတယ်။ဘာကြီးတော်မင်းတရားဟာအဲ့ဒီနေ့ကစုံလပြီကျော်12ရက်နေ့ခရစ်နှစ်
1839ခုနှစ်ဧပြီလ15ရက်နေ့မှာနန်းစည်းစိန်ကိုညီတော်တာယာဝတီမင်းအားလွှဲပြောင်းပေးပြီးတော့အိမ်ဖြူဆန်တော်မူခဲ့ပါတယ်တာယာဝတီမင်းကြီးနန်းတက်ပြီးတဲ့အခါမှာနန်းမတော်မင်းနုနဲ့စလေမင်းသားမောင်အိုတို့ကိုအပြည့်အလျောက်စီရင်ခဲ့ပါတယ်နန်းမတော်မင်းနုနဲ့မင်းသားမောင်အိုတို့ဟာရေချကွမျက်ခံရပြီးတော့ဘာကြီးတော်မင်းရဲ့တားတော်ဖြစ်တဲ့ညောင်ရဲမင်းသားစကြမင်းသားကိုလည်းနောက်ခါမှာပြိုင်ပွဲဖြစ်မိကိုစိုးရင်ပြီးတော့ရေချဖျောက်ပြက်ခဲ့ပါတယ်နောက်တော့ဘာကြီးတော်မင်းကိုတော့အဆောင်အရှောက်တွေနဲ့အကျေကျုပ်ထားရှိစေခဲ့ပါတယ်လမ်းကြပြီးရှင်းတဲ့အကြာအသက်62နှစ်အရွယ်မြန်မာတက္ကသိုလ်1208ခုနှစ်တရင်ကျွလာပြီးတော့10ရက်နေ့ခရစ်နှစ်အောက်တိုဘာလ15ရက်နေ့1846ခုနှစ်မှာဘာကြီးတော်မင်းတရားကွယ်လွန်ခဲ့ပါတယ်ဘာကြီးတော်မင်းတရားရဲ့အုတ်ဂုဟာယနေ့ထက်တိုင်အမရပူရာမြို့မှာတည်ရှိနေစေလည်းဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးခဲ့တဲ့ကုန်းမောင်မင်းဆက်ရဲ့တတမမြောက်ဘရင်ဘာကြီးတော်မင်းတရားရဲ့ဇာဆွင်ကိုဒီမှာပဲညီကုံချုပ်ပြရစေဘာကြီးတော်မင်းဟာတိုင်းပြည်အုပ်ချုပ်ရေးနဲ့တာသနာရေးမှာကောင်းမွန်တဲ့စေတနာတရားတရားတွေနဲ့ဆောင်ရွက်ခဲ့တဲ့မင်းတစ်ပါးဖြစ်ခဲ့ပါတယ်မှန်တမ်းမဟာရာဇဝင်လိုအဖိုးတန်တဲ့တမိုင်းမတန်းကိုပြုစုစေခဲ့တာအခွန်တော်တွေလျှော့ချပေးခဲ့တာတာသနိကအဆောက်အုံတွေကိုတည်ထားကိုးကွယ်ခဲ့တာတွေဟာသူ့ရဲ့ကောင်းမှုတော်တွေပဲဖြစ်ပါတယ်ဒါပေမဲ့သူ့ရဲ့နန်းဆန်တက်တန်းအတွင်းမှာမလွဲမရှောင်သာတမိုင်းအကွေပြောင်းတစ်ခုကိုကြုံတွေ့ခဲ့ရပါတယ်အာရှတိုင်းမှာအင်အားကြီးမားလာခဲ့တဲ့ဗြိတိရှနယ်ချဲတို့ကိုရင်ဆိုင်ရတဲ့ပထမဆုံးစစ်ပွဲကြီးကိုဆင်နွှဲခဲ့ရပြီးတော့စစ်ပွဲပြီးမှရခိုင်တနင်္သာရီနဲ့အရေးပါတဲ့နယ်မြေဒေသတွေကိုလက်လွတ်ဆုံးရှုံးခဲ့ရပါတယ်ဒီစစ်ပွဲရဲ့အကျိုးဆက်တွေစိတ်တရားတွေကသူ့ရဲ့စိတ်ကြမ်းမာရေးကိုထိခိုက်စေခဲ့ပြီးတော့နန်းတွင်းအာဏာလုမှုတွေဖြစ်ပေါ်စေခဲ့ပြီးတော့နောက်ဆုံးမှာတော့ညီတော်တာယာဝတီမင်းကိုနန်းလွှဲပေးခဲ့ပြီးတော့အကျေကျုပ်နဲ့ဘဝနီးကုံချုပ်ခဲ့ရတာဟာမြန်မာသမိုင်းရဲ့ကြေကွဲစရာအခန်းကဏ္ဍတစ်ခုပဲဖြစ်ပါတယ်ဘာကြီးတော်မင်းတရားရဲ့ဘဝခေးရာကုန်းမောင်ခေးရဲ့တကိုးအာဏာအထွတ်ထိပ်ကနေစတင်ပြီးတော့နေဆက်စနစ်ရဲ့ချင်းချောင်းမှုအောက်မှာပထမဆုံးနေမြေဆုံးရှုံးမှုကိုကြုံခဲ့ရပြီးတော့နန်းတွင်းရေးခင်းတဲ့အတူဩဇာကျဆင်းသွားခဲ့ရတဲ့သမိုင်းသင်ခန်းစာတစ်ခုကိုပေးနေတာလည်းဖြစ်ပါတယ်ဒီကနေ့အစီအစဉ်ကိုတော့ဒီမှာပဲရပ်နားလိုက်ရပါတယ်မိတ်ဆွေတို့အနေနဲ့ဒီနေ့ဗီဒီယိုနဲ့ပတ်သက်ပြီးဘယ်လိုထင်မြင်ကြလဲဆိုတာကိုကိုမန်မှာဝေမျှပေးသွားခဲ့ကြပါအောင်ခင်ဗျာနောက်တစ်ပတ်မှာတာယာဝတီမင်းရဲ့အကြောင်းကိုဆက်လက်တင်ပြပေးသွားမှာဖြစ်လို့စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်